2004 ခုနှစ်လောက်ကနေစပြီးတော့လမ်းမှာပဲကိုစာရှောက်လမ်းရဲ့ဒီလေပေါ့ဒါမှအဲ့တော့မှပတိလဲနဲ့ရှောက်လိုက်တာပါဒါဒီရဲ့အခြေအရာကိစ္စပေါ့နော်ဒီအရာကိစ္စနဲ့တက်ပုံပြီးတော့မှအဲ့ချိန်ကနေစပြီးဘဝကပောက်ကမနဲ့ကြောင်းပြန်ပြီးကောင်းလုံးကအသိစိတ်တွေမုံပြီးတော့မှကိုမားတော့မားမှမသိဘဝဆက်ရှောက်နိုင်ခဲ့ပါအချစ်ကိုပဲရမ်းကိုးကွယ်ခဲ့တဲ့ချိန်တွေပေါ့အရာရာကိုအမှန်လို့ပဲထင်ခဲ့တဲ့ချိန်တွေပေါ့ဒါဘုရားကြောင့်ဆိုတာမရောက်ခဲ့တာဆယ်စုနှစ်တူတူကတော့လက်ကွာလည်းကိုရှောက်လန်းနိုင်မယ်လို့ထင်ခဲ့တယ်ပေါ့နော်ရှောက်လန်းနိုင်မယ်လို့ထင်ခဲ့တယ်ဒါပေမဲ့ထင်သလောက်မလွယ်ဘူးဒီကတော့ချိန်တွေကြာလာတော့တရားနဲ့တရားမယုံကြည်ခြင်းတွေတရားစဉ်တွေနည်းနည်းပြတ်သုံးလာတယ်ပေါ့နော်ယုံကြည်ထားတဲ့လူကခြားပြီးနဲ့လိုက်သွားခဲ့တယ်ဆိုရတဲ့ကာလတွေမှာကျွန်တော်ကိုယ်တိုင်ကလုံးဝပျောက်ဆုံးနေတဲ့လူတွေရောက်ပါမှာလုံးဝအချိန်မှာတရားကိုလုံးဝစိတ်ထဲမှာလုံးဝမရှိခဲ့ဘူးတရားပြီးတော့လုံးဝမရှိခဲ့ဘူးဘုရားကိုလုံးဝမေ့ပြောက်ဖြစ်ထားခဲ့ကျွန်တော်ဘာသာမဲ့တရားနေပါလို့အဖြစ်နဲ့ဆက်တန်းခဲ့အဲ့လိုကျွန်တော်ထားခဲ့ပြီးတဲ့နောက်ပိုင်းတော့ထားခဲ့ပြီးနောက်တစ်ရက်မှာကျွန်တော်ဘဝလုံးဝစိတ်မပြေတဲ့အချိန်လုံးဝတုံရဖြစ်သွားတဲ့အချိန်ပေါ့နော်ဖြစ်တဲ့ဒီကျွန်တော်ထားခဲ့တဲ့ဒီနေ့နောက်တစ်ရက်မှမှာကျွန်တော်အလုပ်ကပုံစံလာကိုမနဲ့ပြန်အလုပ်ကိုလာပြန်မလို့တော့ဘူးဆိုတဲ့ပုံလေးမနဲ့ပေါ်ပြီးဝင်လာတော့အဲ့ချိန်မှာကိုပြီးလိုက်တာငါမှဘာမှမရှိတော့ဘူးလုံးဝအကုန်လုံးကြောက်ဆုံးသွားပြီပေါ့နော်ကိုရန်သူတာဆိုကာဆွဲလို့အရန်ယုံကြည်ခဲ့တဲ့သူတရားအရန်တိုင်အောင်လည်းရှိခဲ့တဲ့သူတရားကိုအဲ့လိုမျိုးသစ္စာဟောက်တော့နော်သစ္စာပါရင်ခံရပြီးတော့မှအလောက်ကင်မှာမရှိတော့တဲ့ချိန်တော့မှအားကိုးစရာဘာမှတွေ့တာနေတာမရှိတော့ဘူးပြီးတော့လောကကြီးအရန်စိတ်ပြက်ပြီးတော့မှကိုတစ်ခါလေကျရင်အရန်ပိန်နေတဲ့စိတ်တွေဝင်လာတယ်ပေါ့နော်အဲ့လိုမှတော့ဒေါသတွေမာနတွေနဲ့ပေါ့ကျွန်တော်ပြောလိုက်တယ်ပြန်လာတယ်အားနဲ့တွေ့မယ်တွေ့တဲ့နေရာမှာအပြစ်မဲ့ဆိုတဲ့ချီနေကျွန်တော်သင်ကြောက်တယ်ဖြစ်ခဲ့တော့ကျွန်တော်ခုနပြောတဲ့ချိန်ကိုယုံကြည်ရတော့မိသားစုပါလို့ယုံကြည်ရတော့လူတွေရောက်သစ္စာကိုချင်းခံရပြီးတော့နောက်တစ်ရက်မနေ့မှာပဲအလုပ်ပါပြုတ်သွားတယ်ဆိုတော့လောကကြီးကငတ်သွားအသက်ရှင်ရတာဘာမှအတိတ်ပိမရှိတော့ဆိုတဲ့အတွေးကဝင်လာတယ်လုံးဝလောကကြီးအရန်စိတ်ပြတ်ပိတ်နာသွားတယ်အချိန်တစ်ခိုက်တန်းအချိန်မိသားစုနဲ့မနေတဲ့အပြင်မှာပဲဖြတ်တန်းတယ်လုံးဝပြင်လောကမှာပဲရန်ဘယ်လိုပြောမလဲပျော်မွေ့နေခဲ့ပါလားအောင်လာတယ်တော့ခြေကိုလှုပ်တယ်ဟိုရလာတဲ့တဝါကပစံတရက်တည်းနဲ့ဖြုံးပလိုက်တာတော့ပါအကုန်လုံးတော့အမှပါရီတွေ့တယ်ပါရီကြည့်တော့လဲဆိုတော့ကိုဘယ်လိုပြောမလဲလောကသားဆိုတာတော့အတိုင်းရှောင်းအောင်ရှိရတယ်လောကသားနိုင်နေတဲ့ချိန်ဆိုရင်ကိုဘေးနာပေါက်ဝင်ခြင်းမှာဘယ်လိုပြောမလဲပေါင်းသေးတယ်ပေါ့ပေါ်လာအဲဘယ်လိုပြောမလဲဝိုင်းဝိုင်းလိုက်နေပေါ့နော်ကိုဘယ်လိုပြောလဲခါလေးကျန်
show နဲ့ရင်ဆိုင်ရတဲ့အချိန်မှာပို့ပေးတာပါတရားမှမရှိအခါကလေးကျွန်တော်ပြန်လာဖို့လမ်းလေးမကြံတော့တဲ့ချိန်ကျွန်တော်လုံးဝလက်လောင်းတော့ခုံနဲ့တတ်မဲ့ခဲ့မှုပဲပေါ့နော်ကျွန်တော်ကိုယ်နည်းနည်းတော့ကြောင်းလဲသိနေလို့ထင်လိုက်တာကအဲဒီကောင်းစလေးတော့မှနောက်ဆုံးပါဒါပေမဲ့ကျွန်တော်တကယ်တမ်းမကြောင်းလဲဖြစ်ခဲ့လို့အထဲကစိတ်ထဲကတကယ်မကြောင်းလဲကပြင်ပန်းကကြောင်းလိုက်တယ်လို့ရရှာနေနဲ့ဘဝရဲ့တိတ်တယ်ဆိုတာပါတယ်ကိုယ်ကခဲလုံးထဲမှာဘယ်လိုလဲကိုနာရှိကိုဘယ်လိုလဲကိုထောက်ပံ့ပေးတယ်ပေါ့နော်သူတွေးလို့နာတဲ့အချိန်နောက်ပိုင်းကျတော့အဲ့ဒါတော့ပိုင်းတိုင်းနဲ့တရားရဲ့တရားဟောခြင်းတွေနောက်ပြီးတော့ကျွန်တော်ဒီကလာမှာတရားဟောတဲ့ကိုယ်ကအောင်နဲ့ကိုမသိသေးတဲ့အကြောင်းတွေပေါ့ပုဂ္ဂိုလ်ကိုဘယ်လောက်ထိပြည့်စုံပြီးတော့စိတ်ထဲမှာဘယ်လိုပြောမလဲလုံးသားထဲမှာတရားမရှိရတဲ့ရှင်တန်နေတာကြာကြီးဖြစ်ပြီးတော့မှနောင်သားရဖို့ချိန်ဆိုတာခင်ဗျာပြင်ဆင်ပေးထားပါလားဆိုတာနားလည်သဘောပေါက်လားသုံးခဲ့တာလည်းနှစ်ပေါင်းတော့ကြာကျန်းစာဆိုတာပါမန်းကိုမသိခဲ့တဲ့မလိမ့်လာဖြစ်ခဲ့တဲ့အချိန်ခိုင်တယ်ပေါ့ကိုးကားလောက်ရှိရတော့လူလိမ္မာလေးကျန်းစာဆိုတာငယ်တော့မငယ်ဘူးတဲ့အရာတစ်ခုဖြစ်နေဘုံဘုံမှာတော့ကျွန်တော်ခင်ဗျားကြောင့်တစ်ခါရောက်ဘူးတာပဲရှင်ဒါပေမဲ့အဲ့ဒါလည်းကိုယ်သိတော့တယ်နော်ဒီတိုင်းသွားတာလည်းရှိတယ်စိတ်ထဲမှာတော့အဲ့လိုမှဘာမှမရှိဘူးသူတို့ပြောတယ်ငယ်ချင်းတွေနဲ့ကြော်ပါတဲ့ဟာဆွလွန်လာနိုင်တယ်တောက်စားခြင်းသူစားခြင်းဆွလွန်လာနိုင်တယ်တိတ်တဲ့ချီတဲ့လုပ်ရတွေကိုလည်းဘယ်လိုပြောလဲဆက်ဖြတ်နိုင်တယ်ပေါ့နော်ကျင်းတော်မူတွေလှူရှားမှုတွေမှာမပါဝင်ခဲ့ကြတဲ့အချိန်ကိုကျွန်တော်ချမ်းသာလာရတယ်ကျွန်တော်ပြောဆိုကျွန်တော်တိတ်ပဲမရှိပဲနဲ့ဖြတ်တန်းခဲ့တဲ့အချိန်တွေကပိုပြီးများခဲ့တာရှင်းပြောရင်ကျွန်တော်လုံနိုင်တဲ့ဘက်ကကျွန်တော်ပါဝင်နိုင်တဲ့ဘက်ကတည်နေရပဲဖြစ်ဖြစ်ပါဝင်ပြီးတော့စက္ကန့်ချင်းနဲ့ဖျားနဲ့အတူနေထိုင်မှဖျားရာကငြိမ်းချမ်းပြီးတော့ဒီပုံပြီးအလေးပဲရှိရပေါ့ကျွန်တော်စိတ်ထဲမှာဖြစ်လာဒီနေရာကိုသွားလိုက်ကျွန်တော်တို့တခုရနိုင်တယ်စိတ်ထဲကတွေးထားတယ်ဒါပေမဲ့ဖြစ်ချင်တော့အဲ့ဒီရက်တွေကရုံးဖွဲ့ရဖြစ်ဆက်တော့စိတ်မပြေနိုင်တာလည်းလို့စိတ်မပြေနိုင်ကျွန်တော်အခါလေးဒီနေ့နဲ့လည်းလှုပ်ထွက်လိုက်တယ်ကျွန်တော်တတိကအလုပ်ထွက်ရတဲ့အကြောင်းရင်းအသိမပြေတာလည်းပါတယ်ဒါလုံးမှအသိမပြေတာလည်းပါတယ်ဒါပေမဲ့ကျွန်တော်ရဲ့ပွဲကိုသွားရမှာဖြစ်မယ်ဆိုတော့စိတ်ထဲကတုံ့ဆောင်မှုတစ်ခုကိုကျွန်တော်ဘယ်လိုဆိုင်တဲ့အတွက်ကျွန်တော်ဘယ်လိုပြောလဲအလုပ်ကိုကျွန်တော်လည်းပြောပါစေကျွန်တော်ဆုံးလို့ရဲတယ်ပေါ့နော်အဲ့ရဆိုကျွန်တော်တစ်ခုခုရလို့ရမယ်အဲ့ဒီကောင်းတဲ့တစ်ခုခုကျွန်တော်တူတိချင်းတစ်ခုခုရလို့ရမယ်ကြော်တင်ထားတော့ကျွန်တော်လုပ်ထားခဲ့တယ်ကျွန်တော်အဲ့ဒါဒါလိုက်တော့ပြင်တော့အကျိုးရုပ်ပြောရတာမှမရှိခရအဲ့တဲ့လက်စမကားတဲ့ဟာဒီပြန်ပေးတယ်ဒီခွင့်ယူလိုက်လို့ရှုံးတော့မှလည်းခရကိုပြန်ပေးတာဘယ်လိုကောင်းလဲကောင်းကြီးလို့ပေါ့။ညာကျွန်တော်ဒီအလုပ်ပြတော့တာပြပြီးတော့ပြတယ်မှာဝန်ထမ်းတွေရှိပူတယ်မရှိဘူးပြီးတော့ကျွန်တော်ဆွဲလိုက်တော့ပြောချင်ပါတယ်အဲ့လိုပြောတယ်တရားဟောချက်တွေကျွန်တော်ရလိုက်တဲ့နေရာကလည်းအလုပ်ထပ်ပို့ပြီးတော့လဲလို့မျိုးလဲတဲ့နေရာပို့ပြီးတာလို့ရှိပါတယ်ဒီတော့ခရရဲ့ဒီကျုံတကယ်ခံစားရကျွန်တော်ဆရာမတေကိုလာတော့ပေးတယ်ဆရာမလာစုတော်ပြီးတော့ဆရာမပါတော့ဒါတရားကြောင့်လာတယ်တော့ပြန်ပြောတယ်ကျွန်တော်တို့ပြန်ပြောင်းလာပြီပါလာတော့မပြောင်းလဲရင်ချိန်ရမှာနော်။ဘုရားကျောင်းလာပြီးလူတွေနဲ့တွေ့ပြီးတော့ကျွန်တော်ပါလာလို့ရမှာလေ။ဘုရားကျောင်းမှာကျွန်တော်ပါလာလျှော့ရမှာလေ။အဲ့လိုပြောခဲ့ဘူးလေ။အဲ့လိုပြောခဲ့ဘူးလေ။ပြောခဲ့ဘူးလေ။တကယ်ကျောင်းလဲလာတဲ့ချိန်ကျတော့အဲ့ဒီစကားလုံးဝရမ်းမာတော့အဲ့ဆိုတာဘုံဘုံပြီးနိုင်တယ်။နောက်လာရတဲ့ညာညာဒါအရင်တော့ဘုရားကျောင်းမတော်ကျင်တဲ့လူတယောက်က
တော့ချင်းနေ အရင်ဆိုးရင်ဝါရှိဘူးချိန်မမီမှာတော့ဘာလို့အရင်ကဘယ်လိုပြောလဲဆိုးရင်တော့တကယ်ကိုယ်ဝေးရလို့အေးစစ်စစ်အဲ့လိုလုပ်တဲ့ချိန်မှာခါလေးကျဖျားချောင်းသွားမဲ့ချိန်မှာတော့ဘယ်လိုပြောလဲဒေါသတွေဖြစ်နိုင်တယ်ကိုလိုဆောင်ရလုပ်ဆောင်ရတာအခုအေးအဲ့လိုပြောဒီတရက်လေးပေါ့နော်အရင်တော့ကိုပါတကယ်မသွားချိန်ရတယ်ခင်ဗျာကျောင်းတောက်ကန်နေနေဖျားတရားကိုမြင်တဲ့လူကအခုချိန်မှာဘယ်လိုဖြစ်သွားလဲဆိုအိမ်မှာထိတ်ဆုံးကကိုလူငယ်တွေတော့တင်းတော်ရှိတဲ့လောက်ဆောင်မဲ့ mission တွေတော့ပေါ့နော်ကျွန်တော်စူးတောင်းတဲ့ချိန်မှာကျွန်တော်တခါမှလည်းမဖြစ်ဘူးရှင်းရှင်းပြောရင်လူကတော့ရှင်းပြောရင်တော်ရုံရဲ့ရည်ကြတယ်လည်းမှာတော့တဲမှာလည်းပေါ့အဲ့ဒီမှာစူးတောင်းနေတဲ့ဘာဖြစ်လာလဲခါမှအဲ့လိုမဖြစ်ဘူးစူးတောင်းနေတဲ့ကျွန်တော်တကယ်စိတ်ရင်းနဲ့လည်းစူးတောင်းလာတာငယ်တွေတော့ရောက်စီတိုင်းတော့မရောက်လာနိုင်တဲ့လူငယ်တွေတော့ပေါ့နော်ပြန်တော့ရောက်လာနိုင်တဲ့လူငယ်တွေတော့လည်းကြောက်နေတဲ့လူငယ်တွေပေါ့နော်ဒီမှာကျွန်တော်စူတောင်းနေတော့ခုထိချင်းခံစားလိုက်ရအားမပြည့်ရကြဘူးစူတောင်းနေတောက်လျှောက်တကယ်ခံစားကျွန်တော်ပေါ်မှာအဲ့လိုမျိုးကြုံဘူးတခါမှလည်းမရှိဘူးအဲ့လိုမျိုးတော့ဟာခင်ဗျားတို့လည်းမတော်တော့တကယ်ရှိပါလားအားလုံးပြောလို့ငါတို့ခက်ခဲဒုက္ခတွေကိုတကယ်အားအောင်ပြီးတော့အဖြစ်ပြန်ပေးနေပါလားဆိုတာတကယ်ကိုတွေ့ပါနော်တကယ်တွေ့ကြုံလိုက်ရငယ်ရွယ်တော့မှချစ်ကြတိုက်ကြတာတဘာဝဒါရင်နဲ့ကျွန်တော်ဖြစ်စီနေတာခရားကိုဦးစားပေးပြီးထပ်နေရမှာထားပြီးတော့ကြံတဲ့အားတွေပေါ့နော်ဟုတ်ကဲ့နောက်မှဘယ်လိုပြောလဲအရန်ယူရှိတိုင်းမတင်ကြဘူးเนาะအဲဒီလုံးသားပြန်ပြကြချစ်တော့ချစ်ကြပါဒါပေမဲ့ခါလေးကျရင်ကိုကအရန်ချစ်ပြီးတော့မှတစ်ခါတုံးပြန်မှုကပြန်လာတဲ့ feedback ကကိုထင်သားတယ်လို့ဖြစ်မလာလို့ရှိရင်အဲဒီလိုတွေမမတွေအဲဒီမျိုးမကြုံသေးတယ်ပေါ့နော်တတိကံနေရတော့အချိန်ရောက်ပြင်နေပြီးတယ်ရခင်ကျေးဇူးတင်ပါတယ်ပြီးတော့ကျွန်တော်တို့ဒီရာအတွက်ပြင်ပန်းခံကြတဲ့ဒီကိုညာအောင်ကျေးဇူးတင်ပါတယ်